ဆဲနေတဲ့လူတွေကိုပါးစပ်ဟောင်းသားဖြစ်စေခင်တဲ့တန့်စင်ရဲ့လုံးဝမထင်ထားစရာသတင်းကြီးအားလုံးပဲမင်္ဂလာပါပရိသတ်ကြီးရေမြမကစားလောကမှာအွန်လိုင်းဆန်ဆိုတဲ့အမည်နာမဟာကမ္ဘာ့ဆင် MMA လောကရဲ့တကားကိုပထမဆုံးဖွင့်လှစ်ပေးခဲ့သူဆိုရင်အခုချိန်မှာတော့အဲ့ဒီတကားဝါကိုအချိန်အုံနဲ့ပြင်းဝင်လာတဲ့ဒုတိယမြောက်မြမကျက်တဲ့တကားပေါ်ထွက်လာခဲ့ပါပြီ။သူကတော့အားလုံးကချစ်စနိုးနဲ့ခေါ်ကြတဲ့ကျက်တဲ့နဲ့တန့်စင်ပဲဖြစ်ပါတယ်။လူငယ်တယောက်ရဲ့ဘဝမှာအောင်မြင်မှုဆိုတာအနိုင်ရရှိခြင်းထက်ဘလို့တိုက်ခိုက်ခဲ့တယ်လဲဆိုတဲ့အချက်ပေါ်မှာပို့ပြီးမှုတည်နေတတ်ပါတယ်။တန်စင်အတွက်တော့ကဘာကျော်ကစ်ပေါင်စင်ချန်ပီယံတာကဲရုနဲ့ထိုးသက်ခင်ရတဲ့ပွဲစဉ်ဟာသူ့ဘဝရဲ့ကြီးမားဆုံးသောလှေကားတစ်တစ်ခုဖြစ်ခဲ့ပါတယ်။ထိုပွဲမှာတန်စင်ဟာနာမည်ကြီးချန်ပီယံကိုအကြောင်းလည်းမရှိရင်ဆိုင်ခဲ့ုံနဲ့မကားပဲပထမကြီးမားတဲ့တာကဲရုကိုအလဲတိုးလူနေပါပြင်းထန်တဲ့လက်သေးချက်တွေနဲ့တုံ့လောက်သွားအောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်။ဒီလူတယောက်ရဲ့မမျှော်လင့်ထားတဲ့ပောက်ကွဲအားဟာကမ္ဘာအဆင့်မြင့်ဆုံး MMA ဖွဲ့စည်းဖြစ်တဲ့ UFC ရဲ့လူစုဆောင်ရေးအဖွဲ့တွေကိုအကြီးကျယ်စိတ်ဝင်စားသွားစေခဲ့တာပါ။ရက်တမနေပဲအမေရိကန်နိုင်ငံမှာအွန်လိုင်းဆိုင်ရဲ့တိုက်ရိုက်လမ်းညွှန်မှုနဲ့အတူအဆင့်မြင့် MMA နည်းစနစ်တွေကိုသင်ယူနေပါတယ်။ဒါရိုးရိုးလေးချင်းကစင်တာတက်ပို့ပါတယ်။ Wrestling မြေပြင်တိုက်ခိုက်မှုတွေမှာပြိုင်ဘက်ကိုဘယ်လိုချုပ်ကင်မလဲ။ Grappling မြေပြင်မှာတက်ရှူရကြအောင်ဘယ်လိုချုပ်ကွက်ဖော်မလဲ။ Stamina နဲ့ Strategyမိနစ်20ကျော်ကြာတရစတဲ့ထိုးသက်နိုင်မဲ့ကြန့်ခိုင်မှုနဲ့ကစားကွက်တွေကိုအဓိကထားပြင်ဆင်နေရဖြစ်ပါတယ်။ရိုးရလဝီရဲ့အခြေခံရိုးကွဲအောင်ရိုက်ခတ်နိုင်တဲ့လက်သီးချက်တွေအပြင်ဒီလိုခင်မီနည်းစနစ်တွေသာပေါင်းစပ်လိုက်မယ်ဆိုရင်တန်စင်ဟာ UFC ရဲ့ဘန်တမ်ဝိတ်တာမှမဟုတ် flyweight တန်းဒီမှာပြိုင်ဘက်တွေကြောက်ရမယ့်ဖိုက်တာတူဖြစ်လာမှသိကြပါတယ်။တည်င်းရမြင့်ချုံရဲ့ဆိုရတန်စင်ဟာ Road to UFC လို့ခေါ်တဲ့အာရှတလွှားကထိပ်တန်းဖိုက်တာတွေရှင်ပြိုင်ရတဲ့တိုင်ပွဲကနေတစိမ့်သွားဖို့ခွင့်လန်းများနေတယ်လို့သူ့ရဲ့ပြည်သက်ဆွဲဆောင်နိုင်မှုကြောင့် direct contract ရရှိဖို့အတွက်ပါဆွေးနွေးမှုတွေရှိနေတယ်လို့သိရပါတယ်။ဒါ19နှစ်ရွယ်လူငယ်တယောက်အတွက်တော့အိမ်မက်ဆန်နေနေထားပါပဲ။တန်းစင်ရဲ့အောင်မြင်မှုဟာတူတယောက်ချင်းစီရဲ့အောင်မြင်မှုထပ်ပိုပါတယ်။ဒါမြမယူရလက်ဝိရဲ့ခန့်နိုင်ရည်နဲ့စိတ်ဓာတ်ဟာကမ္ဘာအဆင့်မှာလည်းတန်းတူရှင်နိုင်နေဆိုတာကိုသက်သေပြနေရပါ။အောက်လိုက်ဆန်ထိုးဖောက်ခဲ့တဲ့လမ်းပေါ်မှာတန်းစင်ဟာဒုတိယမြောက်ခြေရာထက်မဲ့သူတွေမကားပဲမြမအလံကိုအော်ဒီကွန်ထဲမှာလွှင့်ထူမိမျိုးဆက်သူရဲ့ကောင်းဖြစ်လာဖို့အားလုံးကမျှော်လင့်နေကြပါတယ်။တကယ်လို့တန်းစင်တော့အော်ဒီကွန်ထဲကိုခြေချခွင့်ရခဲ့ရင်ဒါမြမယူရလက်ဝိခြေခံကနေ UFC ကိုရောက်ရှိသွားတဲ့ပထမဆုံးသောမျိုးဆက်တဲ့လူငယ်ဖိုက်တာအဖြစ်မှတ်တမ်းဝင်မှာပါ။သူဟာအောင်းလိုင်းဆန်ဖောက်ခဲ့တဲ့လမ်းကိုပိုပြီးချေပြောင်လှုပ်ဆောင်မဲ့သူဖြစ်တယ်လို့မြမသူရဲ့ကြံ့ခိုင်မှုကိုကဘာကအတိမတ်ပြုအောင်တက်တည်ပြမဲ့သူလည်းဖြစ်ပါတယ်။